က်ကက်ကင်ပြီးတော့ဝမ်းဟစ်ဆော့ထားတဲ့ပွဲလေးကွာဒီပွဲလေးကတော့တားအပြင်မှာကေးကိုလည်း20တိတိကိုပါယူထားရကွာဒီမှာတင်မင်းတို့လက်တွေ့ပြမယ်ကွာနာနာကိုခုံအုပ်ပြီးရနဲ့လက်သေးနဲ့ဖင်းနဲ့ထိုးထလိုက်တာကွာတစ်ချက်ပဲကွာတခါရဲလားဆိုရင်မဟုတ်ဘူးကွာဒီမှာဆိုရင်လည်းဆလီနာကိုငါဝမ်းဟစ်ချပြမယ်ကွာကြည့်လိုက်အောင်ကွာဓမိတ်ကြီးကနာပြဲနေရပဲကွာနှစ်ခါရဲလားဆိုရင်တော့မဟုတ်ဘူးကွာနိုဒီမှာလည်းနှစ်ကောင်ဘူးကိုငါအလာကြီးကေးပြမယ်ကွာဆလီနာနဲ့ရာနဲ့ကွာမျက်စိဓမိတ်အတွင်းမှာတင်ဘလိုမျိုးပြစ်သွားရဲဆိုတာမင်းတို့ပဲကြည့်လိုက်တော့ကွာဒီဟာဆိုရင်ဘာမှတော့မလုပ်လိုက်ရဘူးကွာချက်ချင်းပျောက်သွားပါတယ်တဲ့ပွဲဆဆချင်းမှာတော့ထုံးစံတိုင်းပဲကွာအန်နီဘက်ကိုသွားနောက်မယ်ပေါ့ဂျပူးကောင်ကွာဂျပူးကောင်နည်းနည်းဆုံးမပေးမယ်ကွာနောက်ထပ်ကိုယ့်ရဲ့စကီကူတောင်းတွေကိုထက်ဆောင်ဖို့စကီကူတောင်းပြီးတော့မယ်ဆိုတာနဲ့ဒီကောင်ကိုထပ်ပြီးတော့ကျုံလို့ရရကွာဂျပူးကောင်တကောင်နဲ့အေးမာသွားပြီဟာဘာလို့သေတော့မှာပဲမလောက်ပါနဲ့ညီလေးရာကိုကြီးကိုမလောက်ပါနဲ့ကယ်ရပါအောင်ဘယ်ကောင်းမှလည်းကယ်မဲ့သူမရှိတော့ဝေးပြေးအောင်လွယ်မတက်နိုင်တော့ဟာတော်သေးရဲ့အနာပါငါ့ကိုလိုက်ကြိတ်ချင်းနေရတဲ့ငါသိရတိုင်းပဲကွာပတ်စစ်ကတွေးတက်နေရဆိုတော့အိမ်မပြန်နဲ့ကွာအခြေအနေတစ်ချက်ကြည့်အောက်လေးမှာမြင်နေမလားပတေးဖြစ်နေတာအပတ်တေးကိုတွားကြွိုင်းမယ်ကွာတားကြီးတို့ရမ်းမလုံးနဲ့ငါလားနေငါ့ကိုစောင်းတားကြီးတားကြီးရဲ့ဇွတ်တွေချနေဆလီနာဘာတော့မပြေးဘူးတဲ့အပြေးတော့လေမင်းကိုကြီးကကြိတ်ပေးရပါကွာကြိတ်လို့မတော့ကွာမလင်းကောင်နေပါထက်ပြီးတော့ကြိတ်မှာကွာဆလီနာကြီးစံကွာသူရိဇယ်လေးနဲ့ဒီကောင်ငါကယ်ပြီးမှရတော့မှမကယ်ပြီးရင်အတုပဖြစ်တော့မှဒီလူနိုမှာတော့ကြီးစံမပြေးဘူးတဲ့ထက်ချခြင်းတွေရတယ်ထက်ချခြင်းတွေကျုံပြအောင်မို့ကွာဟိုမှာကြီးစံဂျပူးမှာရမ်းဆန်ပြီးဒီဘက်ဝင်လာတဲ့ဖင်းနဲ့လက်သေးထိုးထည့်ပြီးလိုက်တာအတုပတခါပြီးတော့တာကြီးမင်းသေးလို့မဖြစ်ဘူးပေါ်လိမ့်မှာတာကြီးငါလာကြီးမင်းစီကိုအိုး no bro ဟာမရတော့အောင်တာကြီးကမင်းကငါကယ်တင်ပေးခြင်းမလဲညချောင်းလက်ချက်ထဲမှာတေးရမယ့်ကံပါလာကိုလည်းဖြစ်မနေတေးပြီးလိုက်တော့ငါစိတ်မကောင်းပါဘူးကွာအားနဲ့လက်စားပြန်ချိန်မှာပေါ့ကွာငါတို့ကချောင်းဦးကိုကြည့်တယ်ချောင်းဦးကမြင်လာရမ်းဆန်ပြီးတော့ဝင်ပြီးတော့ကြိတ်ချင်တာတဲ့ကြိတ်ချင်တော့လေသိပ်ပေးရမှာပေါ့ကွာငါ့ကိုလာပြီးတော့စောက်ကွာဖနန်းနဲ့ကန်သွားပါတယ်တဲ့ဒီကောင်ငါလက်ချက်ထဲမှာမသေးချေဘူးနေမှာကွာအားနဲ့လမ်းမှာစောက်ပြီးတော့ချောင်းဦးကိုကြိတ်မယ်လို့နဲ့ဂျပူးကောင်ဝင်လာတော့လေဂျပူးကောင်ကျုံပေးရမှာပေါ့ကွာဥရှိုးပါကွာမီးပါဖြက်ပြီးပါကျုံမြဒီကောင်ကြီးကဘာတော့ခုံသွားနဲ့ဟိုဘက်ခုံလိုက်ဒီဘက်ခုံလိုက်နဲ့ငါတော့ဘယ်လိုက်ချလို့ချမှန်းကိုမသိတော့ပေါ်သေးရဲ့တေသွားလို့ပေါ့ချောင်းဦးချိုင်တော့မှဒီလောက်စပဲကြီးကုန်ပေးရမှာမဟုတ်ဒီကောင်တော်ဆိုးရဲ့ကောင်ဤနာနာကွာဘဲနဲ့စိတ်ဆိုးလို့ဂိမ်းလာဆိုပါဆိုဂိမ်းထဲမှာပါစိတ်ဆိုးနေရောလေကျုံပေးရမှာပေါ့ကွာငါနင်ပဲမဟုတ်ဘူးဟဲ့ဆိုပြီးတော့အရှိမချောင်းဦးကပြေးတာတဲ့ပြေးလေမရအောင်ကွာဆလီနာနဲ့နှစ်ကောင်ပေါက်ပြီးတော့အိမ်ပို့ပေးလိုက်တာအေးမက်မီယာငါ့ကိုလိုက်ပြင်းနေရတွေးဦးမနင်အနာလီကစောင့်နေပါသူမှဘဲသွားလို့သွားမှမသိဘူးလာပြန်ပြီးဒီဂျပူးကောင်ခုံသွားနေလိုက်ချမလို့ပဲငါ့ကိုရီထီပေါက်သွားတော့လေငါလည်းလိုက်မချတော့အဲ့လောက်ဒီလိုက်ချနေရင်လေကြွကုန်နေမှာကွာဒီကောင်တာဝါထဲထိဝင်ပြေးသွားဆိုတော့ဒီမှာဆိုရင်တကွက်ပြမှာကွာသုံးကောင်ကြားတဲ့ကိုငါတယောက်တည်းဘယ်လိုမျိုးဝင်ချမလဲဆိုတော့မင်းတို့ငါပြမယ်ကွာစောင့်ကြည့်နေကွာကြည့်နေမိနန်တော်ငါကောက်ပြမယ်ကွာလက်သေးနဲ့ရော့ဖင်နဲ့ထိုးပြီးတော့မီးဖြက်ပြီးတော့ပြေးရငါလုံးမချောင်းကကန်လိုက်သေးရဲ့ဆက်လိုက်လာတော့လေကိုကြီးကမင်းကိုတကွက်ပြခဲ့ရမှာပေါ့ကွာဒါတော့မှမြင်လာဒီကောင်လွယ်မလျှော့ဘူးမြင်လာဇွတ်တွေလိုက်ချင်နေတာတော်တော်ဆိုးတဲ့ကောင်ဒီကောင်ပေါ်လိမ့်မှာချောင်းလိုက်လို့ဆိုပြီးတော့ခဏလိမ့်ရှင်းကောင်နဲ့ဒီမှာကွာပရိဖြစ်နေကြတိုင်းတို့ငါ့ကိုစောင်းဆောကတန်းဝင်တာယုံရှိလို့ကွာကျန်းချောင်းတကယ်လည်းငါ့ကိုကန်နေတာတကယ်လည်းငါတငယ်ချင်းကိုသွားကန်မိပါတယ်တဲ့အဲ့တော့လေမင်းပြင်းနေမင်းကန်ကိုကွာလိုက်ကြည့်ပြီးမလို့တော့ငါလုံးမလင်းရစားပါသေးတယ်အားနဲ့ဒီခြုံထဲမှာဆောင်းလို့မကောင်းဆိုတပြင်းခြုံပြောင်းဆောင်တာကွာကေးလေးရလို့ရညာဆိုပြီးတော့မြင်တော့မှဆလီနာထွက်ချလည်းမရဘူးကွာမြန်မာလိုပြီးဝင်တီးပေးမှာတာဝါထဲမှာကွာရုပ်ပြက်ဆင်းပြပါပဲကွာနောက်ထပ်ကေးလေးရခြင်းလို့ကွာခြုံထဲကနေထက်ဆောင်တာဘသူလာလဲဆိုလို့ကြည့်လိုက်တာမတ်ဆလီနာဖြစ်နေပါတယ်တဲ့ဆလီနာလေးကတော့ငိုးနေလောက်ပြီကွာတီးရတာငါတော့အားနာလာနောက်ထပ်ဘသူတီးရမလဲလို့ထက်ကြည့်လိုက်တာကြီးစမ်းမင်းဂျပူးကောင်တော်တော်ဆိုးနေရခုံသွားနဲ့လားနဲ့မီးဖြက်ပြီးတော့ဝင်ကျုံမိမယ်ကွာရော့လက်သေးနဲ့ဖင်းနဲ့ထိုးထည့်လိုက်တာတခါတည်းဝမ်းဟစ်ပဲကွာလာကြီးကွာကျွတ်စင်မယ်ဓမိတ်တွေကနာပြဲနေတာဆိုချောင်းကမမြင်ဘူးငေါ့မမြင်ဘူးလားမမြင်ချင်းမင်းကိုကျုံမိရမှာကွာခဲစတန်ဘာလို့သုံးလိုက်တာလဲဆိုတော့အကောင်ကြီးငါစောက်ခွက်ဖြက်ကန်လိုက်ငါတာဝဲဝင်သွားမှဆိုလို့ကွာသုံးလိုက်ရတီးရတိုင်းပဲကွာအချောင်းကြီးရမ်းအတန်ကန်တဲ့ကောင်ဆိုတော့နောက်ထပ်အလဲကျသေးတန်းရှင်လေးကတော့မိနနာလေးဖြစ်သွားကွာစိုးဆက်ပါပဲစိတ်မကောင်းပါဘူးညီမလေးကအခက်ဆိုရမျိုးကွာခြုံအောင်ရကြိုက်တယ်ဒါကြောင့်မို့ခြုံအောင်နိုင်တော့အောင်ကွာကြည့်လိုက်ကွာအမီးရဆိုရင်ဖမ်းတာတီးဝလိုက်ကွာဟိုကငါရဲ့ကေးကောက်မှဆိုလို့ငါအမြန်သုံးလိုက်ရနေမလားငါလုံးမလင်းဘလို့ဇွတ်တွေကိုကြိတ်ရှင်နေရဟိုဘက်ကဘောရီဆိုတော့ဇွတ်တင်းတွေဖြစ်နေရတော်ထမ်းနေရဒီကောင်
ငါတို့ကစောစောကလောခေါ်တာဆိုလောနဲ့တူတူချီတက်ပြီးတော့ကျုံတော့မှာပေါ့ကွာဒီကောင်တွေကိုတက်ရငါတော့အားနာလိုက်ဆိုတရုံးမဲ့ရိုက်ပြီးလိုက်ပါမကွာစိတ်မကောင်းစွာနဲ့ကြပူးကောင်တို့ကျုံပြီးအောင်မှာကွာနောက်ထပ်ဘယ်ကောင်လာမလဲဆိုရစောင်းကြည့်မှာပေါ့ကွာပြရနေမသွားနဲ့ကွာမင်းအောက်ကစတက်ဘားလေးကြာသွားရင်မင်းခုံလာရင်စတန်မိမှာဆိုလို့ငါလုံးမလင်းတေးအောင်ချိုးနေရကလပ်စစ်ဝင်ရိတ်လာတင်နေရလားမသိဘူးနွားလေးကအားနဲ့ကွာဗီတိုကြီးဖြစ်သွားပြီပေါ့ကွာလင်းဘရိုလက်ချန်နဲ့ဘိုင်းဘိုင်းနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်းဘိုင်း